မသေးမြင်ကိုဆွဲတော့ in my style let's go ဒီနေ့မှာတော့ကျွန်တော်တို့ TikTok မှာတွေ့တယ်အာဂျူရီတွေကိုတစ်ချက် reaction လောက်တော့မှပဲဖြစ်ပါတယ်ဆိုတော့အာဂျူရီတွေကတကယ်ကျွန်တော်တို့တွေ့ရောအသုံးဝင်လားဒါမှမဟုတ်ရင်ကျွန်တော်တို့ဘုတ်နေလားဆိုတာတစ်ချက်ကြည့်ကြည့်အောင်အရင်ဆုံးသူကပါလဲဆိုလို့ရှိရင်ဒီလုံးဝ flat color ကြီးရှိတဲ့နေရာမှာရှိတင်ရှိလိုက်တဲ့ shadow ပုံစံနေထားတွေကိုတစ်ချက်ထည့်လိုက်တယ်ဒီမှာတခုပြောချင်တာဒါ तू ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ airbrush ကိုသုံးသွားတာကွာသိရမလားအဲ့တော့ကိုကသူ့ကိုကြည့်ပြီးတော့ airbrush ကြီးကိုအသေးလိုက်ပြီးတော့မသုံးနဲ့ကိုရဲ့ပုံတစ်ပုံမှာဆိုရင် airbrush ကို30%အပြင်ပို့ပြီးတော့မသုံးနဲ့ lighting ကဘယ်ကလာလဲဆိုပြီးတော့ဒါကြည့်ရတယ်ကျွန်တော်တို့သိတာစီရဲ့အချက်ပေါ့ပထမဆုံးက flat color ကိုမှ airbrush လေးနဲ့ကျွန်တော်တို့ရှိတင်ရှိလိုက်တဲ့နှာခေါင်းနေရာလေးတို့မျက်လုံးသားလေးတွေမှာ तू အယောင်လေးအနီရောင်တန်တဲ့ဟာလေးပေါ့နော်ဆိုတော့အနီရောင်လေးလိုက်ပြီးပပလေးဖြည့်လိုက်တယ်airbrush လေးနဲ့တုံးပြီးတော့ဖြည့်လဲရတယ်နောက်တစ်ခုကသူ cut shadow ဆွဲရပေါ့နော် cut shadow ရှိတဲ့နေရာတွေဆွဲတယ်ပြီးရင်သူကအဲ့ shadow တွေကို blend လိုက်တယ် blend ပြီးတော့ဘာလဲဆိုတော့ highlight လေးလိုက်ပြီးထည့်လိုက်တယ်ပေါ့နော်မျက်နှာကြီးကျွန်တော်တို့မျက်နှာတစ်ခုမှာဆိုလို့ရှိရင်စီးတင်ရှိတဲ့ shadow တွေက shadow တို့ highlight တို့ကကျွန်တော်ဒီ lighting မလာတဲ့အခြေအနေမှာတော့မှကျွန်တော်တို့ရှိရဗျာ light direction ကိုသူ့အနေနဲ့ shadow ကြီးထင်းကြီးတွေထည့်ပြီးတော့သုံးလိုက်တယ်ဒါလည်းတွေ့လားကျွန်တော်ပြောထားတယ်အရင်ဆုံးကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ပထမတစ်ခုကကျတော့ဒီ airbrush လေးနဲ့ပပလေးကျွန်တော်တို့ကပုတ်တင်တယ်ဗျာရှင်းရှင်းလိုက်တဲ့နေရာလေးတွေ shadow လေးရှိတဲ့နေရာလေးတွေကိုပုတ်ပြီးတော့ကျွန်တော်တို့က shadow အရင် hard ဖြစ်တဲ့ shadow ကြီးကိုထည့်မယ်ထည့်ပြီးတော့ဒါကကျတော့လုံးဝပြန်ပြီးတော့ကျွန်တော်တို့ရဲ့ထင်းနေတဲ့ shadow ကြီးကိုအရင်မပြင်းအောင်မလို့ balance လိုက်တဲ့ပုံစံပေါ့နော်ပြီးရင်လိုအပ်တဲ့ lighting နေရာလေးတွေကိုလိုက်ပြီးထည့်လိုက်တယ် okay ဒါတက်ချက်ပေါင်းထည့်လိုက်တယ် okay shadow ပြီးရင်လိုက်ပြီးတော့ blend လိုက်တဲ့ shadow လေးကိုပြီးရင်အရင်နှက်တဲ့ shadow ဘိုင်းတွေကိုထည့်လိုက်တယ်ပြီးဆိုရင်ကျွန်တော်အရင်နှက်တဲ့ shadow တွေကိုပို့ပြီး blend လိုက်တယ်နောက်တစ်ခုက final step ကတစ်ချက် blend လိုက်တယ် flat color airbrush နဲ့ပို့လိုက်တယ်ပြီးရင်ကျွန်တော်တို့ shadow ဘိုင်းထည့်တယ်ဒီနေရာမှာဆိုရင် shadow မရှိခင်ကိုယ့်ရဲ့ရင်ဘက်ကဘာမှမရှိဘူးဗျာအဓိက shadow ဘယ်လောက်အရေးပါလဲဆိုရင် shadow ရှိလိုက်တဲ့အခါမှာရင်ဘက်ရှိသွားတယ်တွေ့လားအဲ့ဒါ shadow ရဲ့ဘယ်လောက်အရေးပါလဲဆိုတဲ့အချက်လက်ပဲVery simple way. I always start out by visualizing the palm, which is roughish shape. Wait. What the hell? ဒီလက်ရဲ့ pose တွေကနည်းနည်းလေးထူးဆန်းနေရဆိုတော့ကျွန်တော် Drawings on the background just to help you visualize how it should look. skip damn why bro bro it is not god ဆိုတော့ကျွန်တော်ဒီမှာပြောရင်ဒါလေ beginner အနေနဲ့တခုရှိတာကိုကတခုကို tutorial ကိုတခုကြည့်မယ်ဆိုလို့ရှိရင်သူဆွဲပြတာရဲ့ shade တွေကိုခံပြီးတော့ဆွဲရတော့အဆင်ပြေလို့ပြောလို့ရတယ်ဆိုပေမဲ့အကုန်လုံးဗျာ basic shade ကနေပဲကျွန်တော်တို့ကလေ့လာစေနေတယ်သူဆိုလို့ရှိရင်ဒီအချိုးတွေနဲ့ကျွန်တော်တို့ကဘယ်လိုဆွဲရမလဲဆိုတာပဲပြောသွားတာပေါ့နော်အဲ့တော့အဲ့လိုမှမဟုတ်ပဲねကျွန်တော်တို့က basic shade ကနေပဲစပြီးတော့လေ့လာခြင်းတယ်သူပြောတဲ့အတိုင်းကျွန်တော်တို့ကဆွဲမယ်ဆိုလို့ရှိရင်တေချာပေါက်ကတော့ရတယ်ဒါပေမဲ့သူပြောထားတဲ့ post တစ်ခုပုံစံတစ်ခုပဲကျွန်တော်တို့ကရတာအဲ့လိုမှမဟုတ်ပဲねကျွန်တော်တို့ကခန္ဓာကိုယ်အခြေခံတဲ့ basic shape တွေကိုကျွန်တော်တို့ကလေ့လာပြီးတော့မှခန္ဓာကိုယ်ပုံစံတွေထားကိုကျွန်တော်တို့ဆွဲရဆိုလို့ရှိရင်ဘလို့ခန္ဓာကိုယ်ပုံစံလာလားဘလို့ post ပုံစံအနေထားလာလားဒါကျွန်တော်တို့ easy peasy ပြတယ်လားတို့လုံးဝဆွဲတတ်သွားပြီလုံးဝကျွန်တော်တို့ဒါဆွဲနိုင်သွားပြီအဲ့တော့ကျွန်တော်ပြောတာကကျတော့ box တွေကျွန်တော်တို့လေ့လာပါခန္ဓာကိုယ်ဆွဲနေဆိုလို့ရှိရင်အဓိက visit shape ဖြစ်တဲ့မြင်သာစေတဲ့အရာတွေကကျွန်တော်တို့ box တွေပဲရှိရတော့ကြောင့်မလို့ box တွေကိုပဲအရင်ဆုံးလေ့လာပါလို့ပြောချင်ပါတယ် I will draw မသေးမြင်ကိုဆွဲတော့မယ်ရှက်ကြည့်အောင်မသေးမြင်ဘယ်လိုဆွဲမလဲ Okay ခဲနဲ့ကောင်းတယ်တက်ရတယ်ဆွဲတာ in my style let's go Nani ဟေ့ရေမသေးမြင်လေကွာမသေးမြင်လေဘယ်လိုဆွဲထားတာလဲ
တေးသေးမြင်မြင်လေးပဲဆွဲပေါ့မတ်သေးမြင်မှာဆိုမှာoh god shit ကလေးကြည့်ရင်ထွက်သွား oh god မြန်မာမှာဒီလိုမျိုး comment ကိုကြိတ်နေတဲ့ကလေးရှိသေးရလားbig respect ပါညီလေးอ่ะတကယ် big respect ပါဒီလိုပုံစံကြီးကြိတ်ထားတဲ့အနေထားอ่ะလေပြောမဲ့ဆိုရင်ကွာဟိုရိုးစိတ်ရှည်တဲ့ပုံစံနေထားနေဆိုတာမရဘူးကွာတည်ရမလားတော့သူဒီမှာအများစွာအများကြီးဆွဲတာမယွေဒီမှာဆိုသူ့ဘော်ထဲလဲဝင်ကြည့်လိုက်မယ်ဆိုလို့ရှင်ဘာဖြစ်မလဲဆိုသူ့ဘော်ထဲလဲဝင်ကြည့်လိုက်မယ်ဆိုရင်လုံးဝကွာသူဆွဲထားတာတွေအများစွာအများကြီးတွေ့လိမ့်မယ်ကွာဒီအားနဲ့ပတ်သက်တဲ့ဟာတွေကြီးပဲဒီအားနဲ့ပတ်သက်တဲ့ဟာတွေပုံစံတွေသူအများစွာအများကြီးဆွဲထားတာတွေ့လိမ့်မယ် big respect ပါမြန်မာlet's go okay ရှိတ်လေးတွေဆွဲတယ် okay oh damn cool nice ပြောသားပဲတော့မြန်မာ artist တွေကျန်းတယ်လို့ဒီကနေ့ကျန်းတယ်ကွာဒီလားငါတို့မြန်မာလေဟော shadow lighting ဘယ်ကဘယ်လိုထိုးမလဲဆိုတဲ့အရာလေးနည်းနည်းလေးထည့်လိုက်မယ်ဆိုရင်ပိုကော်သွားပြီ nice ပါ my style yeahဒီမှာကျွန်တော်ပြောမယ်ဆိုရင်တော့ကျွန်တော်ကတော့အများဆုံးပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ shadow ဘိုင်းကိုပဲကျွန်တော်ပြောချင်တယ်။ဘာလဲဆိုတော့ကျွန်တော်က beginner အနေနဲ့ဒီ lighting and shadow ကိုတေချာလေးလေ့လာစေချင်တယ်ဗျာ။အဓိကကျွန်တော်တို့ beginner တွေလိုရလဲဒီ light နဲ့ shadow ပဲအလင်းကဘယ်ကလာမလဲကျွန်တော်တို့ဘယ်လိုကြမလဲဒါဆိုလို့ရှိရင်ကျွန်တော်တို့သိတာဗျာအလင်းကဒီဘက်ခြံဘက်ကနေလာထားတဲ့ပုံစံအဲဒါကြောင့်မလို့ကျွန်တော်က shadow ကဒီဘက်ခြံမှာသွားကြတယ်။အဲ့လိုပုံစံနေထားနဲ့သွားတာတွေ့ရတယ်။နောက်တစ်ခုကကျတော့ဒီ form shape ပေါ့နော်ဖြစ်ပေါ်လာတဲ့ဒီကိုကအရာဝတ္ထုပစ္စည်းပေါ်မှာအရာဝတ္ထုပစ္စည်းကနေပြီးတော့ lighting တွေ share ကြတဲ့အခါမှာဘယ်လိုပုံစံနေတာဖြစ်ပေါ်လာလဲဆိုတော့အချက်ပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရုံနဲ့ရွက်ရဲ့အပေါ်မှာလဲဒီတက်ပိုလေးနဲ့အလင်းလေးကြားနေတယ်ပြီးရင်ကျွန်တော်ကဒါဆိုရင်ဟို lighting ဆိုတာတက်တာ flat color shadow ပဲကျွန်တော်ကပါနေသေးတယ်နောက်တစ်ခုက color ကကျွန်တော်တို့အရန်မိန်ပြီးတော့ saturation အရန်ရော့လွန်အားကြီးတယ်ဒီပုံကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့နောက်ပိုင်း feedback ပြန်ပြီးပေးမယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့က original artist ကအဆင်ပြေရဆိုလို့ရှိရင်တော့ဒါ comment မှာမှတ်ပေးပါ okay nice ဟုတ်ပါပြီကဲတော့ဒီနေ့အတွက်ကျွန်တော်တို့ art reaction ကတော့ဒီလောက်ပါပဲဆိုတော့နောက်ပိုင်းမှာလည်းဘယ်လိုမျိုး art တွေကိုကျွန်တော်တို့က reaction လုပ်စီခြင်းလဲဆိုတာကိုဒါကိုအနေနဲ့ comment မှာတစ်ချက်လောက်ကျွန်တော်တို့မှတ်သွားပေးကြပါဦးအဲ့တော့ကိုတိထားတဲ့ artist တွေရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့ comment မှာတစ်ချက် mention ပြီးတော့ comment မှာကျွန်တော်တို့မှတ်သွားပေးကြပါဦးဆိုတော့အားလုံးပဲဒီနေ့ကတော့ TikTok reaction အတွက်ဒီလောက်ပါပဲမသိမြင်တဲ့နေကိုလုံလောက်ပါပြီ